ဒီလူအလုပ်ခွင်ရောက်တာနဲ့ပထမဆုံးလုပ်ရတာကအဝင်ဝမှာမှောက်အိပ်ပေးရတာပါဒါမှမန်နေဂျာကသူ့ကြောကုန်းကိုနင်းပြီးဝင်လို့ရမှာလीဒါကစော်ကားတာမဟုတ်ပါဘူးသူ့အလုပ်ကဒါပဲကိုဒီကဘာကြီးမှာဖြစ်စည်းကိရိယာတွေနေရာမှာလူတွေကအစားထိုးဝင်ရောက်နေတာဗျာခင်ဗျားမှာပတ်စံတာအလုံးလောက်ရှိရင်ဘာမှမစိုးလုတ်ခိုင်းဖို့တခြားသူတွေကိုငှားလို့ရတယ်မနေ့တိုင်း9နာရီ15မိနစ်ဆိုသူအတိအကျနိုးတယ်သူမီးကိုဖွင့်လိုက်တယ်ဘာလို့လဲဆိုတော့ဒါကညကျူတီအလုပ်ဖြစ်ပြီးဒီမီးကိုငှားရမ်းကတစ်လကိုဒေါ်လာ2000တောင်ပေးရတယ်မှန်ကိုတောင်လူတစ်ယောက်ကကြိုက်ထားပေးရတယ်ညနာပါညာသေးပြီးတော့အဲ့ဒီလူကခွက်တစ်ခွက်ကင်ပြီးအဲခါနဲ့ထွက်လာတယ်စပွဲနဲ့ကလထိုင်တွေကလည်းလူနဲ့လှုပ်ထားတာပဲသူကကောင်လေးတစ်ယောက်ရဲ့ပေါင်ပေါ်တက်ထိုင်လိုက်ပြီးကောင်လေးကတော့အတန်တိတ်အောင်ခံနေုံပဲသူတို့ကတော်တော်တတိထားရတယ်အစားအစာတွေများကျသွားခဲ့ရင်သူတို့တနေ့တာလုတ်ခအကုန်ကုန်သွားနိုင်တယ်သူအပြင်သွားဖို့ပြင်ဆင်နေတော့မှတကားဝါလာအင်ကြီးချိတ်တောင်လူနဲ့လှုပ်ထားတာသူ့ရဲ့လက်ဆွဲအိမ်နဲ့အဝတ်အစားတွေကိုယူလိုက်တယ်ပြီးတော့အနိုးသမီးတစ်ယောက်ရဲ့ပါဇက်ထဲကနေတော့ကိုယူပြီးသားနဲ့သူ့ရဲ့အလုပ်ခွင်နေ့တနေ့စပါပြီသူလက်မြောက်ပြီးတက္ကစီငှားလိုက်တာအန်အောစရာပဲတက္ကစီဆိုတာလူတစ်ယောက်ကသူ့ကြောပေါ်မှာထမ်းထားတာဗျာဒီလူတက္ကစီကိုစီးရတာတရားကြတယ်လမ်းဆောင်ရောက်တော့မီးပွင့်တောင်လူတွေနဲ့လှုပ်ထားတာမီးစိမ့်ပြတော့အနီဘက်ကလူတွေကသူတို့အဝတ်အစားတွေကိုဖုံးလိုက်ပြီးအစိမ့်ဘက်ကလူတွေကသူတို့ရဲ့အစိမ့်ရောင်ဝတ်စုံတွေကိုဖွင့်ပြလိုက်တယ်တွားလို့ရပြီဆိုတဲ့အချက်ပြသဘောပေါ့အစားအဝင်ဘက်ကိုရောက်တော့အလိုလျောက်ဖွင့်တဲ့တကားကိုလူ၄ယောက်ကလှုပ်ဆောင်ပေးနေတယ်သူရုံးကန်းက18လွှာမှာဆိုတော့သူဓာတ်လေကားစီသွားတယ်ဓာတ်လေကားကိုတော့လူအားနဲ့မောင်းဖို့ခက်လောက်တယ်လို့ထင်ခဲ့တာဒါပေမဲ့အန်အောစရာကဘေးနာကအေယာမလူကြီးတယောက်ကဓာတ်လေကားကိုအပေါ်တက်နိုင်ဖို့သူ့ခန္ဓာကိုယ်အလေးချိန်ကိုတုံးပြီးဆွဲတင်ပေးနေတာပဲသူဓာတ်လေကားတွေကထွက်ပြီးတကားကိုလမ်းပေးလိုက်ရင်အဝတ်လဲခန်းနဲ့ဝင်သွားတယ်အဲ့ဒီမှာလဲဘီရိုထဲကအင်ဂျီချိတ်တွေတော့လူတွေနဲ့လှုပ်ထားတာနောက်ဆုံးတော့သူ့အလုပ်စပါပြီသူတကားဝါစီလမ်းလျှောက်သွားပြီးရုတ်တရက်ဒုံးထောက်လိုက်တယ်ပြီးတော့မြေပြင်ပေါ်မှာဝမ်းလျားမောက်ချလိုက်တယ်အဲ့ဒီနောက်မှာဝတ်စုံပြင်းတဲ့လူတယောက်ကသူ့ကိုနင်းပြီးဝင်လာတယ်တကယ်တော့သူ့အလုပ်ကကော်စောင်းနေရာမှာအခင်းခံရတာကိုဒါဆိုမေးစရာရှိလာပါပြီ CEO တယောက်ကတော့ဘယ်လိုပစ္စည်းကိရိယာမျိုးကိုသုံးမယ်လို့ခင်ဗျားထင်လဲ